တော့ချားပြတ်လာဇက်ပနဲ့ပါနော်စကားလေးပြီးပါလားဇက်ပနဲ့နားတဲ့ခါကျတော့နှစ်ပါးသွားထည့်ရပါတယ်ဘုသောဇိုင်လာအနေထားရနှစ်ပါးသွားလေးကိုဖြတ်ရညာသိတိုက်တမိုင်းစချုပ်ကိုအဆမ်းနဲ့အစုပ်စီအောင်ဇက်တိုင်းပြင်စစ်ကျိုးပြီးတပ်ပြတ်တိုင်းမှာဒီနေ့တော့မှားရဆိုရင်ဖြစ်ပေါင်း30နဲ့9နှစ်တိုင်းတိုင်းကြားလေးတော့ဟုတ်ကဲ့အမနဲ့ကျွန်တော်26သားနေ32နှစ်5နှစ်ဘူးက32နှစ်ကနေကျွန်တော်ဒုလေးကိုသိနေကြောက်သွားတော့ဘောင်းမတွေကွဲပြီးတော့ပန်းရပြင်းပြင်းလေးမှာမဟုတ်ရင်ညာသိချင်ဘယ်လိုမှတက်မနေဒါကြောင့်လေမကပြတ်တော့ဖြစ်သွားတယ်အခုတော့လာပြီးတော့ဆရာတော်ဘုရားကြီးရဲ့မြစ်တာတော်ကြီးမှာပူရင်းနဲ့ဘရောကြီးရနော်ဘရောဝင်ရကြပြီနော်ဒါကြောင့်မလို့ကြွလာတဲ့မိမိသားများခရိယဟိရှင်သေးဖို့အတွက်ညစိတ်စီဆိုတာတိုက်တမိုင်းစပ်ပါပဲလို့နော်ဟုတ်ပါတယ်ရှင်အကြက်တိုင်းကြိုက်လို့ညံတော်ပြည်ကိုတက်တော့မှပြင်ပါရီယာတီပြည့်ဆိုတာညစိတ်မနေလေဟောက်ပြောက်ပါစစ်ပါရေမရောပါဘူးရေမရောပါဘူးခွေးစိတ်လာဟောင်းပြီပါဒီလိုများသုံးလုံးလေးစကားမပြောလိမ့်မယ်မမရကျွန်တော်ကပါရီယာတီပြည့်ကျွန်တော်မောင်နှမကပြည်သူမုံတိုင်းကျွန်တော်ဆရာပါရီယာကိုကြီးရလဲဟိုတခြားမင်းကြီးပြောမယ်ရေစကြိုဆိုတဲ့ဖျားဖို့လို့ဒီမှာရှေ့က9ညက်ကကိုကြီးရညသိ4ညက်ကကျွန်တော်ကနောက်ကညသိဒီမုံနဲ့9ညက်ကညသိ4ညက်ကကျွန်တော်အောင်းနေရပ်ပြီးတက်ညသိတော်တော်ညလုံးပြီးတော့ဘယ်လိုမျက်ကြည့်ကြလဲဆိုတော့အဲ့ဒီအရင်4ညကြည့်တဲ့ပြည်သက်ကနောက်4ညကြည့်တာအဲ့တော့ထုံးလိုက်က26နှစ်29နှစ်အားကောင်းမောင်းတာဆိုတော့ကျွန်တော်ဘောမဖခင်ကြီးရဲ့မိကကြီးမရှာတော့ဒီတော့ဟောဒီကြတော့ဟာကြီးတဲ့ကျိုးရလဲပြောတယ်ဟုတ်ပါဘူးအပန်းကိုရှိ အချင်းဆိုရဆိုရအချို့ကလည်းဟာကက်ဆက်ဖွင့်ကြတာကွာအချို့ကဟုတ်ဘူးတကယ်ဆိုတာဒီဆိုတာကျွန်တော်တို့၄ညကတော့မှအပြည့်ရရှင်းတယ်နော်အခုတော့ဒါကြောင့်ဗန္ဒီယာတီဆိုတာညစိတ်မင်းသမီးလက်ဟောင်းရက်ပါပဲရှိပါဘူးဟောင်းရက်ပါပဲမပြေကောင်းတယ်လို့ညံတော့အလုံးနှလုံးတက်မှာမို့မပြေကောင်းတယ်လို့ညံတော့အလုံးနှလုံးတက်မှာမို့ဒီမှာဗန္ဒီယာထွန်းလို့နိုင်ဆိုတာကတော့ဗန္ဒီယာကြီးလေးရဲ့သားရဲ့အမြင်ပါပဲနော်ဖက်တော်လေးတက်ကြွားဆုံးဆုံးလေးနဲ့နော်ဒီကနေ့တော့ဘယ်မှာတိဆက်ပြရတယ်အဲ့ဒါကတော့ကုန်ပြီးရတယ်ဒါကြောင့်မို့လို့ညသိချင်ဆိုတဲ့လက်တခမ်းမရဘဲနဲ့ရှစ်ဆက်ကကရဘူးရွာသားရေကချရှစ်ခီးဆက်ကြမယ်ဗျာအညာမှာတကောတော်ထွားလိုက်တာမောပေါ်မှာတခြားလူပြေမှာငကြွားအရာတိုက်ကိုတစ်ဖက်တန်းခတ်အောင်လိုက်နေတဲ့တိုက်ဆရာငကြွားဘုရားစကားရှင်းရသေလာဖယာနာထောင်မှာယောဂပြောင်းလို့တိုက်စာဖတ်ရနားထောင်မှာဥစ္စာရနိုးဒီလိုနဲ့တိုက်ပြီးလိုက်ညာပြရှိကြဖယားတိုက်တရားတိုက်ဒါကရုံလိုက်ဟိုမလေးတိုက်မမန်ကန်တိုက်ဒီတိုက်ပြီးအများကြီးရှိကျုပ်တိုက်စာအညွန့်နဲ့လူနဲ့ဥစ္စာ
ပေါ်မှာသာဖာတယောက်ပေါ်မှာဒါမှပေါ်ရဟေးသားရဲ့သားလေးတရားဟေးကွာသာဖာလေးတယောက်မတက်အောင်ဟာဟေးကွာတော့လာအောင်နေပါဦးပါရဟာနေခဏလေးခဏလေးခဏလေး ခဘာလို့တမင်းနဲ့ပြင်းကြံတော့တာရဲ့ခဏလေးပါမလေးကလာတဲ့အောင်ခဏလေးလို့တမင်းနဲ့ပြင်းကြံတော့တာဘာလဲလောက်တာတော့တမင်းနဲ့ဟာပြီးပါပြီးတမင်းနဲ့ပြင်းကြတော့လားဘာလဲလောက်နေတာအော်ပြီးလေအိုင်မွေးလို့ဘယ်တော့အရေးနဲ့ဂျိုင်းမွေးလို့ပါအရေးသိပြီဟာအဲ့ဒါဘာလို့လဲဘာနဲ့လိုက်ခဲ့စိုက်တာညှို့ွေ့ခါလို့လုတ်ပြန်ပြီဒီမှာစိုက်စာအညှို့မှာတခြားပုံဘူးဟုတ်ဗျာလူနဲ့ဥစ္စာညာသိမ်းရောတွေးအောင်စုံစမ်းပါတဲ့ဟာစိုက်တာညှို့နဲ့တွေးခါဟုတ်တယ်တိုက်တာဒိုးတိုက်ဟောဒီလာနော်ကြည့်ကြတော့တော့ဘယ်နဲ့ဟာနေတဲ့ကကြောက်လာပြီဟာဒီကတခါတည်းကစင်ကြီးတွေလိုက်ပြီးလို့ပြေးရကြားကြီးတွေလိုက်ပြီးလို့ပြေးရတယ်ဒီခါကြီးရေဒီယိုရေးထည့်ပြီးတော့ကူးလိုက်ရတယ်အဲ့ဒီတော့ပဲကြာလိုက်တော့ပတ်ပြောဒီလားဟေးအေးနောက်လိုက်ရတာဘာကြောက်တဲတယောက်လုံးရှိတော့ပါဘာလို့အဲ့ဒီညာသိတဲ့အညွန်ပေါ်နေဟေးဒီမကြည့်ဟမ်လက်ကြီးတွေဒါပြတာနဲ့ညာသိရမှာရှိတယ်ဘယ်မှာရောက်နေလဲဟာအင်းခံခတ်ပြီးတော့ထိလိုက်ဦးကြာဒါလေးဘယ်မှာမတော်အဲ့ဒါရောက်သံပါတဝင်းဆန်ခတ်အင်းနဲ့ဇိုင်းတတာသံပါတဝင်းဆန်ခတ်အင်းနဲ့ဇိုင်းတတာအတွေ့အထောက်မှုအင်းနောက်ဆုံးပြန်ကြည့်လိုက်တာမာအလို့ဒီဘက်ကပြေးနေကြဒီမှာညာသိလူကြီးရောက်လို့အမလီသားနေနေနဲ့ပျော်ပြူနေကြတာပြောနေကြတာအဲ့ဒီလောက်ပါရဒီမှာအမအိဒါခက်ကြည့်နေတာလိုက်တဲ့အဲ့ဒီညာသိတဲ့မှာရွှေပိုးလောက်ငွေပိုးလောက်ဘယ်မြတ်ဘုရားရဒုသားဖချမ်းသာပြီးပါခါပိုင်မိုက်အပါအိုင်မြန်ကြီးဒီမှာညာမရှိနဲ့ဒီညာလေးနေတဲ့ညာလေးလူကြီးရောက်နေပြီဟဲ့ဒီနေ့အပါပြီးတို့သားဖတ်တယောက်ကမြာသိမရရအောင်ရှာမယ်လာမှာကဘုံကျလို့မမြတ်သေးဘူးဒီမှာလာနေနဲ့ရက်ကနေဘူးရက်ကပြေဆိုရင်ဒီကလူကတော့မဟုတ်တော့ဘူးဆိုပြီးတော့ဘရောက်ကတမ်းမှာမြင်းမြင်းပေါ်လို့ဒီလိုပြရတယ်လာစိုက်ပြင်းနေတာဟုတ်လားရောင်းတော့ထောက်ကားပြီးတော့သူကလို့တယ်သူတော့ချမ်းသာပြီးတော့ဘုံကျမမြတ်သေးဒီကချမ်းသာတယ်ဆိုရင်ရဲရဲရွယ်လာဟုတ်လားဒီကြောင့်ဒီကြောင့်သူ့ကြိုက်ပြီးတော့ဘယ်လိုလဲဘယ်လိုစီကနေလဲညာကလည်းမမြတ်သေးဘူးဒီမတက်ပြီးတို့ကျွန်းလေးကိုညာသိကျွန်းလို့ခေါ်နေကြပြီဗျဟုတ်ကဲ့မှာဟာလားဒီတယောက်နဲ့တော့ဒီကလာတွေကိုအောက်ချုပ်ကိုခဲ့နေရတာဟမ်အခုတော့မြတ်တော့ဒီလေးချမ်းသာဒီလိုလေကပုံးကျတိုင်နေစရာကားရှိတယ်ဟုတ်ကဲ့ချားတော့မဟုတ်ဘူးညာတဲ့မှာကိုယ်စီဝါရတဲ့စင်ကြီးတားရတယ်အဲ့ရောက်တာညာတဲ့ကိုပုံးကျဒီနေ့ဥစားချင်တာကတခြားမဟုတ်ဘူးပြောပါညာတဲ့ဟိုတားလို့ရှိကြတယ်လေလို့တားလို့ရှိကြတယ်အဖေရတယ်လည်းရတယ်ဟုတ်ကဲ့မမဒီကတားလေးကိုပြန်လာလို့ဆိုတော့ရှိကြတယ်ဟုတ်ကဲ့ရတယ်ဆောင်းရတယ်တရားကြီးဟလာမမဒီစိတ်ဆန်းကြအောင်တားလေးရှိပြီးဖို့အတွက်ဟုတ်ကဲ့
ဒီနဲ့ခုံတယ် အဲ့ဒီလေးကိုတောင်းတာမို့ဒီလိုရဦးလေးနော်အဲ့ဒါလေးအဲ့ရောပြရတယ်အဲ့ဒီ
နေအောင်စောက်တာစောက်ထားလိုက်ပဲအဲ့ဒါမို့ဘိုးကျဲကတင်ရစရိညာတော့ဝင်ညနေကမှအားလုံးစီးနေတော့ခိုင်းညနေကလေဘိုးကျဲဝတ်တာအားရပြန်ပြောအောင်လေဘိုးစီးနေတော့ဘုရားတော့မသိတယ်အသိတယ်ဘိုးကတော့မှကျသူ့ရဲ့တန်းတဲ့အားကျတော့ဘရောဝကြီးကောင်းရွေးဘွားကြီးဆုံးချက်အဲ့လိုမှပါရှင်အဲ့လိုမှပါရှင်ရှင်မဘုရားစီတီးတယ်တားလေးစီးပြီးတယ်ညစီးတာကားလိုက်မှာဆိုရိတ်မှာကားလိုက် မလေးမင်းကကျွန်တော်တို့ပါလေမင်းလည်းမရှင်လုံးလိုက်ရမှာကောင်းကောင်းတလူလူထိုးလို့အလူကပြောအလူကပြောကောင်းပါလေယောယောတာဆွတ်တာဆွတ်We are